สวัสดีทุกๆคนนะคะช่วงนี้เป็นยังไงบ้างคะทุกอย่างโอเคไหมคะโอเคဒီနေ့ကဘာဆက်သွားမလဲဆိုရင်ရေးတဲ့အတန်တုံးနဲ့ဖတ်တဲ့အတန်တုံးမတူတဲ့အနှိမ့်တန် B ရဲ့ထုံးရူလေးတွေကိုဆက်သွားပါမယ်အဲ့တော့ပထမဦးဆုံးအနှိမ့်တန် B ရဲ့တန်ရှည်တရရဲ့အသက်သေးတွေရဲ့ပေါင်းတဲ့အခါမှာဆိုရင်သူ့မှာสิงสามัญ mid tone ရဲ့ไม้เอก low tone ไม้จัตวา rising tone မရှိပါဘူးဆိုတော့ไม้โท falling tone နဲ့တွားမယ်ခေါ်အာဘောคาบသူ့မှာไม้โทအတန်နဲ့တွားပေမဲ့ဘာသင်္ကေတမှထည့်မရေးပါဘူးနောက်တစ်ခါไม้3 high tone နဲ့ဆိုရင်ခေါ်အာဘောคาบไม้โทคาบไม้3အတန်ထွက်ပါတယ်ไม้โทနဲ့ရေးပါတယ်ပထမဆုံးไม้โทအတန်နဲ့ဖတ်မယ်ဘာသင်္ကေတမှထည့်ရေးဆရာမလိုပါဘူးชอกอเชือกโจชอบอชอบကြိုက်တယ်ทอดอทอดโจတယ်นอดอนวดနှိပ်တယ်พอูดอพูดပြောတယ်มอกมากအယံรอีบอรีบล้อတယ်รโอคอโรคယောဂลดอเลือดသွေးลโอกโลกကဘာကြီးလောကကြီးမိုင်း3အတန်နဲ့ဖတ်ရမယ်မိုင်းထိုနဲ့ရေးမဲ့ကောင်းတွေကခေါ်အိုကောခိုးမိုင်းထိုခိုးကုတ်အချွေခေါ်အိုချောခိုးမိုင်းထိုခိုးနီးပြချောဒေါ်ချတ်မိုင်းထိုချတ်ရှက်အင်ကြီးခေါ်ကောခဲกမိုင်းထိုခဲกဂိမ်းမုံโอเคဒီလောက်ပါပဲအားလုံးပဲမင်္ဂလာပါဒီနေ့လည်းအနှိမ့်တန် B ရဲ့ကျန်နေတဲ့စီမင်းလေးတွေအကြောင်းကိုဆက်ပြီးတော့တွားရအောင်ဒီနေ့တော့အနှိမ့်တန် B နဲ့တန်တိုတရနဲ့ပေါင်းပြီးတော့အတန်ထွက်မှာပါသူ့မှာလည်းสิงสามัญ mid tone ไม้เอก low tone နဲ့ไม้จัตวา rising tone မရှိပါဘူးไม้โท falling tone နှိမ့်စင်သွားတဲ့အတန်တော့ရှိပါတယ်သင်္ကေတကတော့ไม้เอกရေးရပါတယ်ခေါ်ခไม้เอกခဒါပေမဲ့လည်းစကားပြောတဲ့အချိန်ဆိုရင် low tone အတန်နဲ့ပြောလို့ရှိပါတယ်ခစวัสดีခဒီလိုမျိုးပါအဲ့တော့သူ့မှာအတန်နဲ့တန်ရှိတဲ့သဘောပေါ့နော်ခနောက်တစ်ခုကမိုက်3 high tone အမြင့်တန်နဲ့ဆိုရင်သင်္ကေတထည့်ရေးစရာမလိုပါဘူးခေါ်ခဒီလိုမျိုးပါအဲဆိုရင်သူ့ရဲ့ဥပမာလေးကြည့်ကြပါမယ်မိုက် x နဲ့ရေးပြီးတော့မိုက်ထိုအတန်နဲ့ဖတ်ရတဲ့ဟာကတော့လောလာမိုက် x လာစူရင်ရောဆိုတဲ့အတိတ်ပဲပါသူ့ကိုလည်းအနှိမ့်တန်နဲ့ဖတ်လို့ရပါတယ်လာဆိုတဲ့အတန်ပါမိုက်3အတန်နဲ့ဖတ်မယ်တင်ငေတာထည့်ရေးစရာမလိုတဲ့စကားလုံးတွေကတော့ယောရများတယ်ငော့ကြမောက်တီခေါ်ခောက်တယ်โอเคဒီလောက်ပါပဲbye bye